ပွင့်ခတ်80ကျမတို့ပြည်သူတွေလို့တဖွာဖွာရေရွတ်ခဲ့ဘူးတယ်ကျမတို့ပြည်သူတွေပေါ်မြူမုံတစ်စက်စိတ်ကွက်တယ်မရှိကျမတို့ပြည်သူတွေကိုဟဟပပစိတ်ကျဉ်နေမိတယ်ဆိုတာကြီးကျမတို့ပြည်သူတွေဟာရေရောများထားတဲ့ဒီမိုကရေစီကိုဖုတ်ပူမိတိုက်မြီးစမ်းခွင့်ရခဲ့တာတောင်အသက်နဲ့ဘဝတွေထက်ခါအပြင်းအထန်ခုခံခဲ့တယ်လို့မောင်နယ်မဲမဲအစွဲတွေပက်လေဝိုင်းထားတဲ့ကဘာကနေလှမ်းကုန်ယူခဲ့သေးတယ်80ဟာ80လို့မနေနိုင်တော့လဲကို့ဘဝကို့ပြဿနာကို့နောင်ရီကို့ဘာသာကြော်တွေးထားပုံပဲဖမ်းထားပြီးတာတောင်စစ်အာဏာရှင်တွေကြောက်နေရတဲ့တောက်ဖက်နဲ့80ဒေါင်မီဆက်ရက်ခံတယ်80မှာ80လို့တတ်တောင်တတ်တာမရှိ80မှာ80လို့ကြောက်ကြရက်မရှိ80မှာ80ဟာလောကရန်ဒီအထွေးလိုက်ပွင့်နေတဲ့လမ်းကိုပဲဖြောင်းတန်းပြည်သူတွေကိုသာကြားလေမသွေးကြစ်ပါဆုတ်ထားတယ်ဒီဘဝဒီကဘာမှာဒီပြည်သူတွေကိုပဲရိုးလေးရွေးချယ်ခဲ့တယ်ခစ်ကြီးကဗရိုင်းပန်းနေကြည့်တော့ဘယ်ပွင့်လိမ့်မလဲနှင်းစီနီးပွင့်ခတ်တွေဝေးလို့မကြခင်ပြန်လာပါလိမ့်မယ်လွမ်းယုံ